အမြဲတမ်းသိခံနေတာကိုအခွင့်ကောင်းယူတာတကဘာလုံးတွေမှာမကဒေသအဖွဲ့အစည်းများတွေမြည်သည့်နိုင်ငံမှမြန်မာနိုင်ငံလောက်ဝိုင်းအနိုင်ကျင့်ခံရမိမဖြစ်ပါဂမ်ဘီယာက2019တွင်တရားစွဲလိုက်ယခုနှစ်2026အတွင်းမှာပဲ January February မှာကိုကငွေပွေးအပိုက်ပိုက်ငွေပွေးကပိုက်ပိုက်ခံပြီးအာဆီယံတွေကိုပါဝင်ခွင့်ပြုတာတော့တီမောမှာတရားစွဲလိုက်ဧပြီမှာပဲအင်ဒိုနီးရှားမှာတရားစွဲခံရလိုက်နဲ့အာဆီယံမပြောနဲ့ကမ္ဘာသမိုင်းကြောင်းမှာပဲထိုကဲ့သို့ပြောင်းအနိုင်ကျင့်ခံရသောနိုင်ငံရှိပြီမထင်ပါကျွန်တော်တို့အနိုင်ကျင့်ခံရတဲ့ကိုသိရှိသဘောတူလျင်နောက်တွင်ထို့သောအနိုင်ကျင့်မခံရအောင်မြည်သောမဟာဗျူဟာများရှိသည့်မီကိုဆုံးဖြတ်မိဖြစ်ပါသည်ငယ်ဘဝကိုပြန်တွေးကြည့်လျင်မုံကြီးတုံးဝင်စိတ်ကန်းသွင်းကိုလှုပ်လှုပ်ရှားရှားမြင်နိုင်ပါသည်ကျွန်တော်အားကျောင်းတွင်နေ့စဉ်စပင်ဆွဲထိုးနေနေသူတယောက်ဟာဆက်လက်တီးခံနေလျင်အနိုင်ကျင့်သူကဆက်လက်အနိုင်ကျင့်နေမိအပြင်သူဤတငယ်ချင်းများကိုပါကျွန်တော်ကိုအလွယ်တကူအနိုင်ကျင့်ရကြောင်းသတင်းကောင်းပါသွားမည်ဖြစ်ပါသည်မြန်မာနိုင်ငံနှင့် GDP per capita မတိမ်မယွင်းရှိကြသောအာဖရိကတိုင်းမှဘကီနာဖာဆိုနှင့်ရဝမ်ဒါနိုင်ငံများကိုလေ့လာသင်ပါသည်ပင်လယ်ထွက်ပေါက်လုံးဝမရှိမြန်မာနိုင်ငံထက်အများကြီးသိငယ်သောဤနိုင်ငံကိုအမေရိကန်မှအစအခြားနိုင်ငံကြီးများမှအလဲအိန္ဒိယအာဖရိကအဖွဲ့အစည်းများမှအဆုံးမြည်သူမှအနိုင်မကျင့်နိုင်ပါသူတို့ကလုံးဝအနိုင်မကျင့်ခံရဖြစ်ပါသည်ဒုတိယအနေဖြင့်မြန်မာနိုင်ငံ၏ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ရေးဆိုသည့်မူဝါဒသည်အခြားနိုင်ငံများမှမဟုတ်မမှန်အနိုင်ကျင့်ဆွဆွဲမှုများကိုခေါင်းငုပ်ခံရမည်ဟုမဆိုလိုပါတရုတ်နှင့်အိန္ဒိယနိုင်ငံများပါပဲထိုမူဝါဒရှိပါသည်ထို့သောရှိတော်ညမိမိနိုင်ငံကိုတိပါလာလျင်သူတို့၏မော်ဖာဝန်ကြီးသို့မဟုတ်တန်မတ်ကြီးတူဦးကနိုင်ငံတကာမီဒီယာများတွင်ချက်ချင်းတုံ့ပြန်ခြေပကြောင်းကိုအတည်ပြုသင့်ပါသည်မိမိနိုင်ငံကိုချစ်သည်ဆိုသည်မှာမိမိနိုင်ငံအားမမှန်မကန်အနိုင်ကျင့်ပြောဆိုလာခြင်းကိုခေါင်းငုံမခံမဲ့ကဘာကသိအောင်ချက်ချင်းတုံ့ပြန်ခြင်းပင်ဖြစ်ပါသည်တိတ်တဲ့နေထောင်တန်သည်ဆိုသောအယူဆအတွေးခေါ်မှပုံမအားမနာတတ်သောတတိရှိ proactive ထိုးစစ်လုပ်ရမည်ဟုသောခံယူချက်ကိုပြောင်းလဲရမည်ဖြစ်သည်ရင်းနှီးဆက်သက်သောတတိယအချက်မှာမြန်မာနိုင်ငံသားများအတွက်ဘော်ဖာမိုင်းစစ်တို့မှတရားပေါ်မကြောင်မဲ့နိုင်ငံတကာမီဒီယာများတွင်ခြေပပြောဆိုနိုင်ရန်လိုအပ်နေပြီဖြစ်သည်ဥပမာတစ်ခုပြောရရင်နောက်ဆုံးဧပြီမှာဖြစ်ခဲ့သည့် UK မှကဘာတစ်ခုလုံးတွင်မြန်မာနိုင်ငံအပါအဝင်နိုင်ငံ၄ခုကိုဗီဇာပိတ်သည့်ကိစ္စပဲဖြစ်သည်မြန်မာနိုင်ငံကိုသက်သက်သိက္ခာချက်သည့်အပြင်မြန်မာနိုင်ငံမှာကျောင်းသူကျောင်းသားများပညာတော်သင်များ conference forum များတက်ရောက်မည်သူများ၏တိုးတက်ရေးကိုပင်ပိတ်ပင်လိုက်ခြင်းဖြစ်သည်မြန်မာနိုင်ငံကိုနှစ်ပေါင်း150ကျော်ကိုလိုနီဖြစ်အနိုင်ကျင့်နှိပ်စက်ခဲ့ပြီးမြည်သည့်ရော်ကြီးမှမပေးသည့်အပြင်ယခုကဲ့သို့ဆက်လက်စော်ကားမော်ကားလုံးနေခြင်းကိုမြည်သူမှထွက်မပြောဝန်ခဲ့သည်ကိုအံ့ဩမိပါသည်မြန်မာ passport တည်တဲ့နိုင်ငံတကာတွေမျက်နှာငယ်အနေခံနေရသည်ကိုနိုင်ငံခြားသွားဖို့လူတိုင်းသိပါလိမ့်မည်ဖြစ်သည်မြန်မာနိုင်ငံသူသားများအတွက် YouTube TikTok နိုင်ငံသားမီဒီယာများတွင်တိုက်ပွဲဝင်ပြီးမိ Mofa Mysis တို့မှသူရဲကောင်းကြီးများအရေးကြီးလိုအပ်နေပြီဖြစ်ပါသည်နိုင်ငံတော်အကြီးအကဲမှလွဲ၍ကျန်တဲ့လူအလုံးကနောက်တန်းမှနေပြီးထိုင်ကုန်အနောက်ဇပွဲအောင်များတွေပုံနေလို့ကတော့နိုင်ငံအတွက်မြည်သည့်အကျိုးမှစောင့်မည်မဟုတ်ပါနောက်ဆုံးအနေဖြင့် E5 point ယခု5 point ကိစ္စမှရုံးထွက်နိုင်ရန်အကြံပြုချက်တစ်ခုဖြစ်သည်ရှင်းလဲလျှောက်တာပြားလဲဆွဲတောင်ဖြစ်အောင်မြန်မာနိုင်ငံအနေနဲ့လည်းအာဆီယံအပေါ်အစပြုံးမှုတက်ကြွမှုများရှိကြောင်းပြသနိုင်အောင်အာဆီယံကိုလည်းလှေကားလှလေးဖြင့်တတရရဆင်းနိုင်အောင်နိုင်ငံတော်နဲ့လွှတ်တော်ပူးပေါင်းက5 points special committee ကိုဖွဲ့စည်းပြီးအာဆီယံနဲ့ direct engagement ကိုလာမည့်9လအတွင်းအကောင့်ထဲပေါ်တင်ကြောင်းပြောကြားလိုပါသည်လေးစားအပ်ပါသောနိုင်ကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာညီကုန်းချုပ်အနေဖြင့်နောက်ဆုံးသိရသောကမ္ဘာမီဒီယာထိတွေ့မှုများအရမြန်မာနိုင်ငံသမ္မတကြီးအိန္ဒိယနဲ့တရုတ်ခီးစဉ်မှာအောင်မြင်စွာပြန်ရောက်လာသည့်အချိန်တွင် New York Times Investigate Asia စသည်တို့အပါအဝင်အနောက်နိုင်ငံမီဒီယာများမှ anti-government anti-Myanmar media campaign များစတင်ပြုလုပ်လာသည်ကိုသတိရှိစေလိုပါသည်ကျွန်တော်တို့ဒီရေရင်းတွေကဖားတငယ်လို့ပြည်ရင်းထုတ် global media မြန်မာအလင်းကျေးမုံ media များတွေသာပြောနေပြီးလုံးဝမရတော့ပါငါလင်ငါထုတ်ပကိုးရအောင်ငါမြင်ငါဆိုင်စကားရအောင်ဆိုသလိုပြည်တွင်းမီဒီယာများတွင်သာအင်ဂျယ်လုပ်နေုံနဲ့ဘယ်ကဘာမှကြားမိမဟုတ်ပါရင်းမီဒီယာများကိုလည်းနိုင်ငံသားတွေမြည်သူမှမဖတ်ဘူးလို့ပြောရင်မှားမိမထင်ပါထို့ကြောင့်နိုင်ငံတော်စစ်အုပ်ချုပ်များမိုဖာနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများမိုဖာလွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်ပြည်တွင်းမီဒီယာမှပုဂ္ဂိုလ်များအနေဖြင့်ဘရင်အောင်အလောင်းမီဒီယာကြီးတို့ကဲ့သို့တတိရှိဖြင့်မိမိနိုင်ငံချစ်စိတ်အဖြစ်ဖြင့်နိုင်ငံတကာမီဒီယာများနှင့်ဆိုရှယ်မီဒီယာလူမှုကွန်ရက်စာမျက်နှာများတွင်
မိမိမှစ၍ရဲရဲဝံ့ဝံ့တက်တက်ကြွကြွထိထိမိမိစတင်တုတ်ပြန်ကြပါရန်တိုက်တွန်းနှိုးဆော်ရင်ညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ